လေထဲမှာပန်းသီးတစ်လုံးကတန်းလန်းကြီးရှိနေတယ်ဗျာမမြင်ရတဲ့တစ်ခုခုကအဲ့ဒီပန်းသီးကိုဖြည်းဖြည်းချင်းစားနေတာမျိုးဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့ကောင်လေးတစ်ယောက်ကသူ့အမေကိုပြောပြမလို့ကဲလှဲ့တောင်မလှဲ့ရသေးဘူးသူ့ပါဇက်ထဲကတကြားလုံးကိုနက်နဲဆန်းကျဲတဲ့တရဝတစ်ကောင်ကအဖြစ်ခနဲလူးယူသွားပါလေရောဒီအချိန်မှာပဲလမ်းမတွေပေါ်မှာဆိုရင်လည်းနာမည်မသိရတဲ့တရဝပေါင်းစုံကအကောင်ကြီးထောင်တောင်းချီပြီးပြန့်နှံ့နေကြပြီးအဲ့ဒီအထက်ကမှအယောင်စုံနေတဲ့တရဝတစ်ကောင်ကအိမ်တဲ့အိမ်ထဲကိုတိုးဝင်သွားလိုက်တာမျက်စိတမိတ်တွင်းမှာပဲအခန်းပြေပြန်ကားကြီးထွားလာပါတော့တယ်ဗျာဒီလိုအခြေအနေမျိုးကိုရင်ဆိုင်ဖို့အတွက်နှုတ်ထဆိုတဲ့အစွမ်းထက်မော်ဆရာကြီးတစ်ယောက်ကတော့ရှိနေခဲ့ပြီးပေါ့လူတွေထိတ်လန့်တုန်လှုပ်မှုမဖြစ်အောင်အဲ့ဒီတရဝတွေကိုသူကတကောင်ပြီးတကောင်စပြီးဖမ်းဆီးပါတော့တယ်တရဝကိုရှာတွေ့ထားတဲ့သူကိုလက်ထဲကနေအဲ့ဒါကိုပြန်ပေးဖို့နှုတ်ကအမိန့်ပေးလိုက်တယ်အဲ့ဒီလူမှလည်းရွေးစရာမရှိတော့အခွန်ကနေလှုပ်လှုပ်ရှားရှားထွက်လာတဲ့ထူးဆန်းတဲ့တရဝလေးတစ်ကောင်ကိုနစ်လက်ထဲထည့်ပေးလိုက်ရတော့တာပေါ့ဒါပေမဲ့ဒီလိုရိုးရိုးလေးလို့မြင်ရတဲ့ဒီအကောင်လေးကတကယ်တော့စိတ်ကူးမရင်နိုင်တော့အောင်ကျန်းနေပြဘယ်နေရာမဆိုဝင်ဆက်အောင်ပုံစံပြောင်းနိုင်တဲ့အစွမ်းလဲရှိနေပြန်ရောအဆိုးဆုံးအကျဉ်းဆုံးကတော့ဗန်ရဲ့ပိုထဲမှာပုံခုနေတဲ့အကောင်လေးတစ်ကောင်ပေါ့အခွင့်သာရင်ကဘာပေါ်ကရတနာတွေအားလုံးကိုသူ့ပိုက်ထဲအကုန်စုပြုံပြီးထည့်ထားလိုက်မဲ့ပုံပဲဒါပေမဲ့နှုတ်ကတော့အဲ့ဒီလိုကြီးအဖြစ်ခံမဲ့သူမှမဟုတ်တာသူ့ရဲ့နောက်ခြေထောက်တွေကိုဆွဲပြီးမိုးပေါ်ထောင်ကတုံခါအောင်ခါချပါတော့တယ်ကဲရတနာတွေကလည်းတရက်ဆက်ကိုဝေါခနဲ့လန်ထွက်ကြလာတော့တာပေါ့အဲ့ဒီအကောင်လေးကရတနာတွေကိုနည်းနည်းလေးတော့လက်ထဲဆုပ်ထားဖို့ကြိုးစားသေးတာပေါ့နှုတ်ကလည်းအဲ့လိုဆိုတော့တန်ပြီးကလိထိုးပါလေရောအဲ့လိုကြတော့အဲ့ဒီအကောင်လေးမှလည်းဘိုက်ထဲကရတနာတွေအားလုံးကိုပြန်အန်ထုတ်ပြရတော့တာပေါ့ဗျာဒါပေမဲ့အဲ့ဒီအချိန်မှာပဲဗန်ရဲ့လုံခြုံရေးဝန်ထမ်းတစ်ယောက်ကအချက်ပေးတန်ချပြီးအပြေးလွှာရောက်ချလာပါလေရောနှုတ်ကလည်းလုံခြုံရေးဝန်ထမ်းကတနက်ထုတ်မဲ့ဟန်ပြင်းတာမြင်တော့တန်ပြီးပျောက်ကွယ်သွားတာဗန်ထဲကနေရှစ်ခနဲ့ထွက်ပြေးလွတ်မြောက်သွားပါတော့တယ်အဲ့ဒီနောက်နှုတ်ကအရှုပ်ထုတ်ကောင်လေးကိုသူ့ရဲ့ထူးဆန်းတဲ့တစ်တာတဲ့ကိုပြန်ထည့်လိုက်တယ်ပြီးတော့အစောပိုင်းကတရဝါကိုမြင်လိုက်တဲ့လူရဲ့မှတ်ဉာဏ်တွေကိုဖျက်ဖို့မော်ပညာသုံးဖို့ပြင်လိုက်တဲ့အချိန်မှာဂျက်ကပ်ဆိုတဲ့ခက်အကောင်ကတော့အဲ့ဒီခိုက်တန့်ကိုအခွင့်ကောင်းယူပြီးရအောင်ထွက်ပြေးသွားပါလေရောထိတ်ထိတ်ပြပြဖြစ်နေတဲ့ဂျက်ကပ်ကသူ့မားပြီးယူသွားခဲ့တဲ့တစ်တာကနှုတ်ရဲ့မဟုတ်မှန်ဘယ်သိရှာပါမလဲအိမ်ရောက်တော့ဂျက်ကပ်ကတစ်တာလေးကသူ့ဘာသာသူတဖြည်းဖြည်းစပြီးပွင့်လာတာကိုသတိထားလိုက်မိတယ်အထဲကနေအန်ရကြီးတဲ့တစ်ခုခုကလွတ်ထွက်ဖို့စူးစမ်းနေတဲ့ပုံပဲဆက်ဆူစိမ့်တဲ့ဂျက်ကပ်ကလည်းခေါင်းလေးငုံပြီးတေချာကြည့်လိုက်တဲ့အချိန်မှာနောက်တစ်စက္ကန့်မှာပဲကြမ်းကြမ်းတန်တန်ပန်းရောင်တရဝါကြီးတစ်ကောင်ကသူ့စီကိုပြေးခုံအုပ်လိုက်ပါလေရောပြီးတော့ဖန်သားလိုကြည်လင်နေတဲ့နောက်ထပ်တရဝါကြီးတစ်ကောင်ကလည်းအခွင့်အရေးကိုယူပြီးတစ်တာထဲကနေအရှူရှူပြေးထွက်သွားတာပြတင်းပေါက်ကိုပါရိုက်ခွဲပြီးထွက်ပြေးသွားအားပါတော့တယ်ဂျက်ကပ်လည်းအပြင်ဘက်ကိုအပြေးလွှာလိုက်ကြည့်လိုက်တော့တရဝါတွေကတော့ပျောက်ချင်းမလားပျောက်ကွယ်သွားခဲ့ကြပြီလေဒီတော့ဂျက်ကပ်တယောက်တကယ်ပြဿနာအကြီးကြီးတဲ့ရောက်သွားပြီဆိုတာပေါ်လွင်နေခဲ့ပါပြီဒီအချိန်မှာပဲမော်ဘိုးကောင်ပြန်တကောင်ရဲ့လမ်းညွှန်မှုနဲ့နျူကဂျက်ကပ်ကိုခြေရာခံရင်းလိုက်လာခဲ့တယ်ပြီးတော့ပန်းရောင်တရဝါကြီးရဲ့တိုက်ခိုက်ခြင်းကိုခံနေရတဲ့ဂျက်ကပ်ကိုတွေးလိုက်ရတဲ့နျူကရုန်းကန်နေတဲ့အဲ့ဒီအကောင်ကြီးကိုထိန်းချုပ်ပြီးတစ်တာထဲပြန်ထိုးထည့်လိုက်ပါတယ်ပြီးတော့ဂျက်ကပ်ရဲ့မှတ်ဉာဏ်တွေကိုနောက်ဆုံးထားပြီးဖြစ်ဖို့ပြင်ဆင်လိုက်ပါတယ်ဒါပေမဲ့ထိုင်းလို့ခေါ်တဲ့အမျိုးသမီးတစ်ယောက်ကရုတ်တရက်ရောက်ချလာပြီးနျူကိုတားလိုက်ပါလေရောနျူကအစောပိုင်းကမော်ပညာကိုအချိန်မီမသုံးခဲ့နိုင်တာကြောင့်မော်လောကရဲ့ဥပဒေကိုချိုးဖောက်ခဲ့ပြီးသားဖြစ်နေပြီလေဒီတော့ဌာနကဂျက်ကပ်ကိုတက်တည်အနေနဲ့ဖမ်းထားပြီးနျူကိုတော့မော်ထောင်ထဲပို့ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ထိုင်းနာကသူတို့ကိုအဲ့လိုပဲပျောက်ကွယ်သွားတဲ့မော်ပညာနဲ့သူမအိမ်ကိုခေါ်သွားလိုက်ပါတော့တယ်အဲ့ဒီညကျတော့နျူကသူ့ရဲ့တစ်တာကိုပြန်တွေ့ပြီးမော်တရဝါလေးတွေအားလုံးကိုရေတွက်ဖို့ဆိုပြီးစိတ်အားထက်သန်စွာနဲ့တစ်တာထဲကိုတက်ဝင်သွားပါတော့တယ်ဒီတစ်ခါမှာတော့ဂျက်ကပ်ကိုသူတစ်ခါမှမမြင်ဘူးသေးတဲ့တရဝါတွေကိုပြချင်တာကြောင့်အတူတူလိုက်ခဲ့ဖို့ကိုနျူကတရားဝင်ဖိတ်ခေါ်လိုက်တယ်ဒါပေမဲ့ဂျက်ကပ်ရဲ့ကိုလုံးကိုယ်တွေကတကယ်စိန်ခေါ်မှုကြီးတစ်ခုဖြစ်နေတော့တာပေါ့တစ်တာထဲကိုညှစ်ညစ်ပြီးဝင်ရတာတစ်သက်လုံးကြာနေတယ်လို့ပဲတကယ်တော့ဒီမော်တစ်တာထဲမှာစိတ်ကူးမရင်နိုင်တော့တဲ့ကြီးမားတဲ့လျှို့ဝှက်ချက်ကြပြီးတွေအများကြီးရှိနေခဲ့ပါပြီဗျာ